Hello ဒီတစ်ခါ vlog လေးကတော့ She Volunteer လုပ်တဲ့ organization တငယ်ချင်းတွေနဲ့အတူပကံသွားထားတဲ့ vlog လေးပဲဖြစ်ပါတယ်ဒီတစ်ခါပကံခရီးစဉ်လေးကဘလောက်ထိအောင်ပြောဖို့ကောင်းပြီးစိတ်ဝင်စားဖို့ကောင်းခဲ့လဲဆိုရင် She တို့ရေတတ်မှတ်ထားတဲ့ရက်ထက်တရက်နောက်ကျပြီးမှပြန်ခဲ့ရတယ်She ရဲ့အရင် vlog တွေကလို့ရှောက်သွားတာကိုအဓိကပြတာမဟုတ်ဘဲနဲ့ကဲတာလေးကိုအဓိကပြမှာဖြစ်လို့ vlog လေးကိုဆုံးဖြတ်ကြည့်ပါမယ်နော်ဒါကမထွက်ခင်ရကုန်စုရဲ့နေရာနေမှာပါအကောင်လုံးကလည်းခရီးစဉ်နဲ့တကြပျော်ရွှင်နေကြတယ်တိမ်လလလေးအောက်ကနေကားတရွေ့ရွေ့သွားနေစဉ်အတွင်းမှာပဲကားပေါ်အဆိုးတော်အဖွဲ့အတီးတီးရောက်ရှိလာပါတယ်မင်းမရှိလို့ဖြစ်ဘူးခွဲလာ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 ဒီတိုင်းလိုက်တာ ဂီတာတီးမြန်ကိုကြီးတိုက်ပွဲကြပါပါပြီအကားဒီပုံရဲ့ behind the scene မှာပကံမရောက်သေးအုပ်စုလိုက်ပုံတွေကစရိုက်နေပါပြီရှလက်မေကြီးလာကိုဖြတ်ပြီးပြီဆိုတော့မကြခင်နီးညိုချင်းလှလှလေးနဲ့သူပကံမျိုးတွေကိုရောက်ရှိတော့မှာဖြစ်ပါတယ်လွတ်တာနဲ့စားတဲ့အဖွဲပါဖိတ်တရားလည်းစားနေပြီဆိုတော့မကင်မရာမန်ညပတ်တချင်းနဲ့ဆိုရဲဆော့ပြီးကဲပြီးရဲ့အချိန်မှာတော့မနက်ဘက်မှာအရာတွေမြင့်ကြီးရဲ့တန့်ကြီးတော်ကြီးနဲ့အသွုံနောက်တွေကိုကူရပါတယ်။ဒါကတော့မထွက်ခင်ရုပ်ကဆူဆူပြပြဖြစ်ခင်လေးပါ။လူရွေးမလို့ရရဲ့နေရာနဲ့ outfit ရွေးမှတော့ကွမ်းပြီပဲရှိဝတ်သွားတဲ့ outfit နဲ့ဘယ်လောက်ထိကွမ်းနေလဲဆိုကြည့်ကြည့်လိုက်အဓိကအကြောင်းပြချက်ကတော့လူတရက်လောက်နေနေရှိရဲ့ပင်နေဘယ်လိုပြောမလဲအရွက်တွေကြတယ်ဖြတ်သွားတာပါမင်းနဲ့သူရွာတွေက၄တော့ကံမှာပါဒီကားလေးကိုကြွားမယ်အဲ့ဒါချော်လေးမကြီးကားလေးပါကြီးကားလေးနဲ့ပကံလာတာအော်ပါကြီးကားလေးနဲ့ပကံလာတာဒါတော့သူတို့ကစားနေတာပေါ့နော်ဘာကြစီရမဟုတ်ရွှေကူကြီးနဲ့တပ်ပညုံနာကဒီဆိုင်လေးမှာစတူဒီတာဝင်ကြိတ်ပါတယ်ရွှေကူကြီးနဲ့ပုံနေရနော်Hello Hi Helloညနေပိုင်းမှာတော့ outfit ချိန်ပြီးတော့ဘူးဖျားကိုလစ်ပါတယ်ပြီးတော့တရင်ကျုပ်ဆိုတော့ရောက်တာနဲ့မီထွန်းနဲ့မိဘနေနဲ့ဆော့တယ်ပြီးတော့တရှင်းနေအဆက်မပြတ်ဆိုပါသေးရဲ့
မှန်ရကတော့ငရဲမီးစောကြတာပါရှိပေါ်ကမှာငရဲမီးစောတော့ကြားလို့အဲ့ဒီကပထမတော့အပြင်မှာလက်တွေ့မြင်ပြီးစောရတဲ့အချိန်လေးပါငရဲမီးဖြစ်ပေါ်လာဖို့အတွက်သူတို့ဤစူးစမ်းပန်းစားလုပ်မှုပြီးမှာတော့အုပ်စုလိုက်စုကဲလို့ပြီးမှတော့အခန်းပြန်ပါတော့မယ်နောက်နေ့ပြန်ဆောင်ပါမယ်တတာဒါလေးကတော့ outfit ချက်ပါရှင်someday ကင်မရာကြည့်ဟဲ့သိဟောက်ကြည့်ပြီးပြောပါဟုတ်တယ်လှလို့မင်းချူတယ်မမောလို့ပန်းလို့ တော်လေးပါမရိုက်တာကားကချွတ်ရတယ်ဆိုပြီးအော်ရေထောင်းလေးကိုမတောင်းတော့စိတ်တောင်းတော့ပြီးမှလည်းစကန်ကြွရတယ်ဒါပြီးမှလည်းဒါဖြစ်မှာတမီးအဲ့ဒါကိုမနိုင်လို့ကြွသွားတယ်ပုံပုံချင်းနဲ့ဆူတာအဲ့ဒါတော့အရှင်းစင်းကျင်းထဲနေကြလားမသိအောင်ရွှေစည်းကောင်မှာတငယ်ချင်းတွေမတွေ့ပါဘူးမှန်နေရဖဲဟုတ်မလဲသူတို့ကလက်ဖက်ကြီးသွားဆွဲနေရရွှေစည်းကောင်နာမှာလက်ဖက်ကြီးအဆွဲခံကြလို့ရှိရင်အဓိကချက်ကတော့မဆွဲခင်လို့ရှိနေအများကြီးမလိမ့်သွားပါနဲ့ရိုက်ရှင်လို့โอเคရပြီအမနဲ့ပြမယ်လက်ဖက်ကြီးဆွဲရင်ရှိလို့လောပြီးတော့အေးကိုအမြင်မြန်စီးမရှာနဲ့တော့အဲ့ဆိုရင်အရာတိတ်ပေါ်လာမှာမဟုတ်ဘူး။မောင်တို့ဒီထဲမှာရေတော့ထားပြီးရောဘုရားပူလို့မယ်ဆိုရင်ကတ်မယ်ဆိုရင်အလွယ်တကူလို့ရအောင်ဒီထဲမှာထားတယ်။ဒါပေမဲ့ထူးခြားတာပါလို့ဆိုတော့ straight arch လို့ခေါ်တယ်။ဒီ arch ကဒီဟိုမှာကြည့်တယ်။ Okay မချက်ကပါတော့ကပ်ပြီးတော့ဒီရပါတော့ဟုတ်လားပြီးတော့ရည်မကေရှိပါအော်မင်းဆက်ထုတ်လုပ်တဲ့နိုင်ငံအင်္ဂလန်နိုင်ငံကသုံးဆွဲတဲ့ကာလက1908ခုနှစ်နဲ့1940ကလူလိုက်ဘုဘောင်းကတပေါင်းရှိတယ်ကျွေးပလန်ပေါင်းတယ်ကျွေးပလန်ပေါင်းတယ်ဒီအန်နာဖျားပြည့်သွားမယ်သေရနာခါသွားရင်သူကတန်းရောင်လေးထားမယ်ဝါရောင်လေးတွေတန်းရောင်လေးနောက်ကကြည့်လို့တန်းရောင်လေးဘယ်ထောက်လိုက်လေဦးဇာနေဟိုကပြောရတယ်ဒါဘယင်းကြီးကသူကခုနကဘုရားရှင်ဘွားတော်မှာ transfer ရလေဒီယေရှုသင်္ကန်းကိုဘိုက်ကားလေးတွေဘာလေးနဲ့လူသားဖြစ်တယ်ဆိုတော့ပုံပြထားတယ်နော်ဒီဝိစားရောအကုန်လုံးကတကယ်ကိုပြောကြမှာဆိုလို့ကျုံသားကြီးနဲ့ခံထားဒါပေမဲ့အဲ့ဒီနောက်ပိုင်းကျတော့ဘာဖြစ်တော့သူတို့လုံးသွားတဲ့ခါကျတော့အုတ်စီအုံနေအရင်ကောင်းသွားပြီဒီမှာစပြီးတော့ test လုပ်တဲ့ခါကျတော့နေရာနေမှာကြည့်လိုက်ထောင်နေတဲ့နေရာထောင်တယ်လက်ရှိတဲ့နေရာလဲတယ်ပြီးတော့တစ်ခုနဲ့တစ်ခုကရေလောက်ပဲခွာတယ် systematically တိတ်မကြောက်ဒါပေမဲ့ဒါကြီးက model ပုံနဲ့ဒါပေမဲ့ကောင်းတယ်သူဒီဥစ္စာဟုတ်တော့ဒီမှာလေးအဲ့ဒါကြောင့်ဘုမအစ်စ်ကြီးဒီတန်လာပိုင်းကိုယူခဲ့တာစိတ်ညက်မင်းသားစိတ်ညက်ညီအမမရှိပါဘူးဟုတ်ပြီအဲ့ဒီစိတ်ညက် story ကိုပြောပြမယ်ဆိုရင်အကြမ်းကြီးပြောပြမယ်ဟုတ်လားတော့
ရှာကတာပကံနေဝင်ခြင်းနဲ့အတူ let's try လိုက်အဖြစ်တစ်ဖြတ် အဲ့တော့ဒီရောက်တည်တဲ့မင်းကလည်းဒီနေ့ဘာလို့တော့သူ့ရဲ့အဖေအောက်စီတောင်အထုတယ်ပေါက်တယ်လက်မဖြတ်ပါဘူးဟာဆိုတော့ဒီကောင်ကဒီက crop shape ကဒါပန်ကောင်းကိုသူကဒီလိုဒီကိုအဲဒီကရောဟိုဒီမဲ့ ပကံကို3ခေါက်သွားတယ်3ခေါက်လုံးအလိုလိုဖြစ်ပြအောင်ညဘက်ရောက်တာညရောက်တော့မီးတော့ဘာညာလောက်ကြရဲနောက်နေ့တရက်ထက်နေပြီဖြစ်သွားတယ်ဗီဒီယိုကလစ်တွေကတော့မရိုက်ခင်မိတော့ဘူးမနေ့တန်းရောက်သွားပါတယ်ဒါအဲ့တော့ eyeliner ကို CC ရဲ့လက်ရလေးပါ မမမပြောပေါ့နော်6ဆိုတော့ကကျင်နဲ့ခုံကျင်နဲ့ဘာကျင်နဲ့ဆက်ဆက်လို့ရှိနေအေးဟုတ်တယ်ဘာလဲအဲ့ဆိုရင်နေတယ်ဟိုကတော့သမီးကဖမ်းလာတော့ကျေကျုပ်ဖမ်းလာတော့သူ့မှာဒီလို အတုံးတော့နတ်စွာဘုရားရှင်ကိုလိုတော်မှာတင်ကြီးတရားကိုမခံနိုင်ဘူးအဲ့တော့ဘုရားရှင်ဘယ်လောက်ပါဝါရှိဘယ်လောက်ခန္ဓာရှိတတိကြရင်အဲ့ဒါရအကုန်လုံးစု ဒါကတော့မိန်းမတွေစိတ်ကောက်တတ်တာအရင်ခစ်ထဲရှိရဆိုတဲ့တတိလေးပါ ဒီရဟိုမရှိတဲ့တောင်ကြားရလောက်တယ်โอ้ဟေးပြီးရင်ဟိုးမှာတောင်ပန်းကိုကြည့်လိုက်စင်းသားမှာတောင်တုံးတွေကိုစီးစေးလို့ခေါ်ပါတယ်စားစုပ်ကာလာလေးတွန်းလာအောင်ပါဒါဒီတစ်စီးကိုတော့ reason ပေါ့အပင်ကနေရတာရိုက်ခေါ်တော့တစ်စီးလေ like a tree ဒီပေပကန်းလိုနေရာမှာမပေါက်နိုင်ပေ3000ကျော်ရင်တော့ပေါက်ပါတယ်ထပ်ပြီးတော့အောင်းထိုးပြီးတော့ကပတ်ချင်းတက်သွားမယ်တဖြည်းဖြည်းနဲ့ကျေအားနေတော့ချင်းချင်းငဲငဲဒီပေါ်တက်တက်လာပြီးတော့အောင်းဆုံးခင်းကိုရည်ရည်ရင်းပြီးတော့တင်းတင်းလေးအလုံးရတဲ့ပြေလို့အဲ့ပေါ်မှာဒီလိုလုံးလိုက်တဲ့အခါမှာသူစစ်တုပ်ပြီးတော့လည်းလွတ်လွတ်လေးပေါ်နေပေါ်အားကြောင့်လွတ်ကြတာပဲဖြစ်ဖြစ်လွတ်ပြတာပဲဖြစ်ဖြစ်မချိုးလွယ်ကျွိုင်းတုပ်ပြီး ရှိနေမယ်။ညပါ အဲ့ဒါတော့ဒီလိုပြတာတော့သူကအတူ 6လကြာခဲ့ပါတယ်။လောက်ရတဲ့ process ရုံးတဲ့လုပ်ငန်းအောင်စိတ်ဝင်စားရရှိတဲ့အတွက်ကတော့တရက်ထနေရတော့တော်တော်လေးကိုတန်သွားတယ်။ရုံးတဲ့ရောအသေးစိတ်လေးလာခဲ့ရတဲ့အပြင်ရုံးတဲ့ပစ္စည်းရောလည်းမဝယ်နိုင်တဲ့အပြင်လက်မျက်စိတဆုံကြည့်ခဲ့ရလို့ပါ။အဲ့ဒါတော့ကင်မရာမရိုက်ရတဲ့နေရာလေးမှာမြင်ခဲ့ပါဘူး။ Like a flower. Original color is a white color. It's not black. Black is after oxidized. လေးတပုံးလေးလှလားလေးရနေလေ ။ဆက်ပြန်လဲရှောင်းရပါ လာမိုင်ပကဲရောက်တော့ဖမ်းမယ် နောက်ပြီးတော့ဟိုလူပွားလို့လည်းမဖြစ်ဘူးလို့ပြောမယ်ဆိုရင်လူပွားလို့တွေကအိုးဘို့ဆက်နှစ်ခါလေးနဲ့တော့အများကြီးပြရမယ်ဒီမှာဒီဘက်ဒီလားအဲဒီမှာသူကဒီမှာတော့ချင်းလူချာပေါင်းလေးနဲ့ပေါင်းတယ်ဒီမှာဒီဘက်ဒီဘက်အဲဒီပေါင်းလေးနဲ့ပေါင်းလေးနဲ့ချင်းကြကြတာသူကအောက်ကလူကဒီမျိုးသမီးရဲ့ဘာကမ်းနေကြပါတော့ဒါလီဒီမှာဟိုဘက်အိမ်နဲ့ဒီဘက်အိမ်နဲ့အောင်မှာရောက်တွတ်လုပ်နေရတယ်နောက်ဘက်ကပြောပါဆိုပိုးပြီးတော့နောက်မှာပိုးပြီးဆိုမှတော့သတင်းပေါက်ဘောင်းကြော်ပြီးဒီဘက်ကိုပြောနေတယ်ရှိနေပြီ ဖုန်းကြောက်မှမခံဘူး ဟမ် အဖုန်းကြောက်မှ ဖုန်းရောက်နေဖះကြီးလေဖះအောင်မှာတော့ခွေးလေးကိုအဲ့လိုဆွတ်ထက်ဆွတ်ထားဆိုဒီခွေးလေးတွေသူတို့မွေးနေရှိနေโอเคဟုတ်တယ်နော်ဒီပိုင်ပါမယ်ဒါအကုန်ပါရဲ့ဒီမှာပုံပြည့်ပြီးတယ်ပုံပြည့်တယ်ဒီမှာဒီမှာမြည်ရည်ဟုတ်လားပြုံမြည်ရည်နဲ့မြည်ရည်လုံးတွေဒိတ်နဲ့မြည်ရဟုတ်လားနာမီလည်းမလားကဲအဲ့ဒါဒီရတယ်ဒီစနေရပကံမှာကုန်းတူပြီးတော့မင်းကဘာဖြစ်တဲ့နာစီလူမီနီယာသူ့ရဲ့ဘိုးတော်ကိုဘေးတော်ဘလူအောင်ကြည့်လို့လို့ရှင်တယ်ပြီးတော့စင်နေပြီးရနာပဲပြေးတာကျန်တဲ့လူတွေမှာဆိုပြီးတော့စင်လေးတွေပြောတော့
ရှိတယ်အဲ့ဒါမျိုးလည်းရေးထားတာတက်ရှိရတယ်မရေးထားတဲ့ခါတိုင်းပဲဖြစ် ပြပါရှိတင်ပါလား โอเคမမဒီပကံ trip လေးလာတော့ခံစားတယ် မရမ်းကြော်တယ်ခုလည်းရမ်းလွမ်းတယ် အောက်က reaction ပြန်လုပ်လေခုနဟန်ဆိုရ reaction အာ အဲ့ဒါမှလွန် စိတ်တိုင်းဆိုတဲ့ခါကျတော့ဒီဘွားတော်ရဲ့အချိုးကြီးရဲ့ပြင်းပြင်းထန်ထန်တက်ပလိုက်နေပြမလို့ပြီးတယ်ပဲအလိုက်နေဆိုတာဟုတ်တယ်ပါလို့လေအဲ့လိုဆွဲထားတာအဲ့ဒီပကံကြီးကလည်းအဲ့ဒီမှာ grab ချပြီးဆွဲတာ တော့သိနေတယ် ဘာကောင်းနေကြီးလို့ပြန်ဆွဲရမယ်ဒါပေမဲ့ဒီပညာရှင်မဟုတ်တဲ့ခါကျတော့မြတ်ဘုံကလည်းသူဆွဲနေလို့ဆွဲကြုံပဲဒါရှင်သာရိပုတ္တရာနဲ့ရှင်မောက္ကလံကိုလိုကြီးဆွဲတယ်ဒီရပြည့်တယ်ဆိုအဲ့ဒါပဲအားပါရဲ့ဒီကံကိုခေါ်သွားတာအဲ့ဒီဘုရားဘယ်လိုစားပေးလို့ဆိုရင်ဒီတဲ့ကိုကံတဲ့ဘာကြီးစကူရွာနဲ့စပြီးတော့အဲ့ဒီစတီးရဲ့အချိန်လုံးကဒါလည်းကြောင့်စပြောပြီးပကံမှာရန်လူ၅ပါးရှိတယ်ညက်ကြီးပြီးတော့ဂျာယီဝဲ သူကတော့လက်ကြီးဟောဘယ်လိုလဲอ่ะ ဟောပြောင်းနေ အပြိုတော့ရ အပြူတော့ ကျွန်တော်စားခံတာလား ဒီကကြတော့အကုန်စားဘူး ကျန်တာတော့အကုန်စားတယ်ဟောဒါပြည့်ပြည့်သွားမယ်ချက်ခလေး ဒီဘက်မှာလေတွေရာတွေအိမ်တွေအကုန်လုံးဆုံးတာအဲ့ဒီမှာ problem ရှီတော့ဘွဲဘလောက်ကရက်ထားလဲဆို guide ဦးလေးလည်းလက်လန်လောက်တယ်ဘာလို့လဲဆိုတော့ guide ဦးလေးစီကဒီ platform ကိုတောင်းခဲ့သူတွေရောခမောက်ပေါင်းခဲ့သူတွေရောမေးပြီးအောင် ကာကွယ်တဲ့ခါကျတော့ waste ဖြစ်တဲ့အချိန်ကုန်တယ်ပြီးတော့ဒီသားတွေ နောက်နေ့ဆိုပြန်ပြီဆိုတော့ပကံပြန်လက်ဆောင်နေဟိုဝဲဒီဝဲတောင်းရပါတယ်နောက်ဆုံးညမှာရှီတော့ရဲ့ organization ကလူကြီး2ယောက်ကိုတည်င်းကျွတ်ကတော့ပါတယ် အဲ့ဒီမှာကရာခါတက်ပြီးတော့ပုံမှန်ကျကားရှိတယ်အဲ့ကားရဲ့တကြီးကိုမဲဖောက်ပေးမှာပါကြောတော့မှပြောတာပါဒီကားလေးအဲ့လိုတော့ရေအမတ်တက်ကြည့်နေပါလေ ကတော့ပစ္စည်းရည်နဲ့မုံဖိုးတွေကိုမဲပြန်နိုင်ပေးပါတယ်ရှီကတော့ဒီမုံလေးပေါက်ပါဘယ်သူမုံလေးတော့မသိပေမဲ့စားလို့ကောင်းတယ် အဲ့ဖက်မကဲကြတော့အဲ့ဒါဘာလုံးနေရလဲအကို ဘိုးလုံးလုံးနေရပါမကမလေးတက်ဖြစ်နေလို့ 这些那个无论那样路那个跑步的啥的， အကိုနေရအရန်ကောင်းတယ်နော် ဒီပါစင်းနဲ့ပါလို့ 爸爸妈呀。 တော့ဘုံချောပါဒီလောက်ပါပဲတက်တာပြန်ပါပြီ အလို့ကိုကားပေါ်မှာအသေးအံကျူစားနေရဲ့ဒီအမကြီးရဲ့မှုကတော့အချောက်ဆိုတော့အလုံးမလုံးရှောင်းခရီးပဲသွားခြင်းနဲ့ဆိုတဲ့မှုဖြစ်နေပါတယ် မင်းသားဘာရှူတင်လဲဘာရှူတင်လဲမင်းသားလူကြမ်းတော့လူကြမ်းမင်းသား ဒီခရီးစဉ်လေးမှာအားလုံးတော့အမှတ်တရရဲ့တစ်ခုမဟုတ်တစ်ခုရှိခဲ့မယ်လို့ထင်ပါတယ်ဒီ vlog ကိုကြည့်နေတဲ့ရှီရဲ့တငယ်ချင်းတွေလည်းဒီပကံခရီးစဉ်လေးမှာဘာအမှတ်တရရှိခဲ့လဲဆိုတော့ comment မှာရေးပေးလို့ရရနော် vlog လေးကိုအဆုံးထိကြည့်ပါပေးတဲ့တူတယောက်ရှင်းစီတာကိုကျေးဇူးအများကြီးတင်ပါတယ်နောက် vlog တွေမှာပြန်ဆောင်ကြမယ်နော်တတား